နီနေတော့ဒီတာတေတော့လိုချင်နေတော့မဲ့ဆိုပေမဲ့ဘေးနားမှာအများကြီးပဲနော်ဘက်ကက်ဒီအများကြီးကိုကြော်ပေါက်မှာဆိုတာမောင်းထုတ်ထားတာဘာညာနဲ့နောက်ဆုံးမှာတာတေလေးကိုတော့ခိုင်ရီပဲရအောင်ဝိုင်းမတန့်ဖောင်ဖန်နီမာနာကြီးမရှိတော့ဘူးပြန်တော့ဘတ်တင်နေနောက်ဆုံးမှာခိုင်ရီလေးကိုတော့လီနာရလိုက်ပါသေးတယ်ဒီဘက်မှာလက်ဘီလီနာကောင်တက်ပေးဝိုင်းမယ်ရင်းလေးတော့ပြန်ပေးတာ141တွေ ဘလဒီနာပြုတ်နေတာနော်စတေလည်းလာဖမ်းမှတော့ရမယ်အလဲလန်းနေပါလေလာဖန်နော်ပြီးရင်တော့အောင်လန်းကိုတော့ဒိုင်ဘာချင်းနဲ့ပြန်ဖို့ဖန်နီကေပဲဆွဲနောက်မှာ Skyline တော့ဝင်လုံးမလားဘလင်းနေနေတော့သွေးနေဝိုင်းနေတာတခုမှ Gloria ပတ်ဝင်းလေးနဲ့ပြေးထားသေးတယ်နော်3မိနစ်လို့ဝင်းကျင်မှာတော့ Iroke 1-1နဲ့ကျွန်တော်တင်တော့ Onin ဘက်ကတပြန်လုံးလို့ရပြီအမှန်ပဲကဲဆိုတော့ဒီဘက်မှာတော့တာတေတွေပါတော့ key point မပါတဲ့အနေသားတခုမှကျွန်တော်မြန်မာအသင်းနေနေတော့နော်ဒဲပဲဝင်လှုပ်ထားနေမှာတော့မလဲ Kyrie လီယိုမောမြင်းနေပါလေခေါ်ဘလင်းတော့တောက်လျှောက်လိုင်းနေတန်းဖောင်ပြန်ခိုးပြီးတော့ထိုးဖို့တော့ကြိုးစားတယ်ရသေးလားရလိုက်တယ်ရင်းနေနဲ့ key point လေးတွေရနောက်မှာတာတေကလည်းဟန်ယူသွားနေမှာတော့ Kyrie တကောင်မှဂျားညက်ပြီးတော့တပ်ပေးလိုက်အောင်တိုင်းလက်ပီလေးကိုရင်ဖြတ် Kyrie လေးကိုပါထက်ရလိုက်တဲ့အနေသားတခုမှ Iroke 3ကောင်နဲ့တာတေနဲ့တော့ကျွန်တော်တို့မြန်မာအသင်းချက်တော့4မိနစ်တိုင်ပဲဒီဘက်မှာတော့ Kyrie နေနဲ့တော့တာတေတော့ဒဲလုံတယ်ဗျဘလင်းတို့ဘာလို့လာလို့ရတယ်ဘလင်းနည်းနည်းစီသွေးတစ်ဝက်လောက်တော့ရုံနေပါတော့9ယောက်ပဲစားရမှာတိုင်း step ပါပဲလာ join မယ်နေထားဗျကဲ Oracle တချောင်းထပ်တော့ပါလာရင်းနဲ့ပဲရင်းရှောင်သွားတာလေးလှတယ်ဗျလက်ပြီးနော် strike ကြီးနဲ့ပြေးဝင်လာတာညီကိုတန်ဖောင်ပြောင်းနေတာလားတော့မသိဘူးအန်နယ်လေးတော့နည်းနည်းလေးများတယ်အဲ့မှာပြေးပြီးတော့တန်ဖောင်2 man Skyfall ဆွဲချိတ်တာ blame ပဲပါဝိုင်းနေမှာတော့ Gloria ပါဝေးပါညခင်းမလားခင်းထားတယ် blink ဂျာညက်နေပေမဲ့လက်ရောက်အောင်တော့ပြန်ပြေးဝိုင်းနေမှာတော့ cloud blending ကျူတယ်ပြန်ထောက် Skyfall ထပ်ထိုးလက်ပြီးဂျာညက်နေတာတော့ကနေတော့ flicker လေးနဲ့တော့ပြန်ထောင်ဝိုင်းနေကေးရတော့မပေးသားစန်ဂျာညက်ဝိုင်းနေပဲ Iroke 1-4-1-3တန်နေတိုင်းတန်တာတရလိုက်တယ်ငါတို့ရလိုက်တယ်ကျွန်တော်တို့ရဲ့ the one and only mid laner အနေနဲ့တော့เนาะအကောင်းမှုဆုံးတော့အသင်းကိုတော့ support ပေးနေတော့မယ်ဗျနောက်မှလည်းကျွန်တော်ရင်းစပယ်ပြန်ခိုးထားတယ်တန်ဖောင်နဲ့နှစ်ကောင်ဆွဲချိတ် Skyfall 2 man ကြားမှာ cloud blending ကျူတယ်ဝွန်ပိုကွန်မိုနဲ့စန်တန်းပြောက်သွားသလိုရင်းလေးနဲ့ဂျာညံဝိုင်းမှာ Fanny K ပဲတောက်လျှောက်တွေဆွဲ Iroke လေးတော့ထက်ရအောင်မှာ step ပါဂျာညံဝါတာ Fanny မလုံးနဲ့တော့ကပ်ပတ်တိုင်းတို့ကပ်ပတ်အချင်းနေမကောင်းဘတ်တော့တိုင်းတို့ဘတ်တော့နောက်ရင်ဒိုင်ဘာရှင်းနဲ့ရသေးတယ်ရသေးတယ်2 for 2ပဲအဲ့လိုတာဝါကြီးတဲ့ဝင်တိုက်တာကြီးကတော့အနေများတယ်နောက်လုံးကစပယ်ပြန်ခိုးလို့ရတယ်ခဏစပယ်မှာညာလေးပဲနည်းနည်းလေးပြန်ဆောက်အောင်မလားဗောနော်ကျွန်တော်လော့ဒန်းညင်နေပြီဗျ YG ကနောက်ဒီဘက်လော့တွေပါတော့စပြီးတော့ပြင်ခေါ်ထုတ်ထားနေမှာမဟန်နည်းနည်းလေးတော့လှုပ်ချင်နေတဲ့ Gloria ပတ်ဝေးဗတ်တယ်လေးပြေးဆိုင်နေတဲ့နေတာတခုကနေဒီဘက်မှာ key point မာပြီးထားနေမှာတော့ cloud ပြစ်ချက်တွေလီယိုမောမြင်းခေါ်ထားတာရလိုက်ပြီးတိုင်းစပယ်တောင်းပြီးသွားပြီစိတ်လေးပဲထားဆောက်လိုက်တော့လော့ dance ဆိုတာတန်ဖောင် Skyfall မပါလာဘူး AOG လွဲသွားပြီတော့တိုင်းတို့ပြန်ကျုံးလို့ရတယ်အဲ့မှာ Fanny K ပဲ Lowing Dispersion Rotation ခိုင်းပြီးတော့သေးမလို့ပဲ Cloud Blending ကျူရဆိုဟန်ဂျာညံသွားနေတာတို့မသေးသွားပြီမရင်းအကောင်းမှုဆုံးဖမ်းလိုက်နေတာတို့မ Skyline တော့မတက်ရအောင်မှာရပြီဒါပဲကေးဗျာ Iroke နှစ်ကောင်တကောင်ဆိုမဲ့ဂျန်ကလာမရှိဘူးကွာလောလို့မရဘူးလောလို့မရဘူးလောလို့မရဘူးပြီးတော့လော်လေးပါလေးဖိုးချနေရလားတော့မသိဘူး mistake နေနေရတယ်ဗျမလော်လေးပါလေးတော့တောက်လျှောက်လှုပ်ထားနေမှာလက်ဘီတကောင်ခေါင်းပြေးခောက်လက်ဘီတကောင်ရင်တက်လိုက်မလားဆိုတာဘိုင်းမရှိတော့ဘူး4-5အနေသားတခုတော့အခွင့်ကောင်းသုံးချပြီးကျွန်တော်တို့ရဲ့ YG ရန်ကုန် Galacticos မြန်မာသေးအနေနဲ့တော့ဒီလော်လေးတော့နော်လုံးမဲ့နေထားမျိုးရှိ4ယောက်5ယောက်အားတော့တိုင်အင်အားသားနေတာတတိထားပါဆောက်တတိထားဖာစာ Sans ပါဆောက်တတိထားဒီဘက်ကခြုံလေးထဲမှာရှိတယ် Feather Ezra ဒီဘာတွေပေးလော်လေးတော့4ချိုင်နေတာတို့ကဘေးနားနေ retreat တိတိကျကျပေါက်သွားနေပဲ first law တော့ကျွန်တော်မြန်မာအသင်းသိမ်းပိုက်ခဲ့နေပဲ key point မသေးခြင်းလို့ပြေးဝိုင်းနေတာတခုမှဆိုပေမဲ့လည်းနောက်မှာတော့ရအောင်တော့ရင်းလိုက်တက်ထားသေးတယ် Iroke တကောင်များတော့တော့အတန်ကြီး YG အမအတက်နိုင်ဆုံးအ ਨੇ ဆုံးနဲ့တော့စော့ပြမှာတော့ရမယ်ဗျာဒီဘက်မှာလည်း Feather Ezra ဒီဘာတွေရှောင်းစော်ထိုင်းနေမှာတော့ရင်းပြေးဝင်နေတာတခုမှ Fanny K ပဲကတ်တရုံလေးနဲ့ပိုင်းမှုလို့ကြိုးစားမယ်တားကပြောက်သွားတဲ့ hand နေနဲ့တော့ပြန်ပတ်လာသေးတယ်အေးကြောင်းပဲစိတ်လေးပါလေးရှော့အောင်ပါဗောနော်ဆိုတော့ blank 30ချက်တွေကိုကျွန်တော်နားထောင်တာတော်တော်လေးကောင်းနေတာဗောနော်ဆိုတော့ဒီဘက်မှာလည်းအဓိကတော့အဲ့လိုမျိုးဒါကြီးခုနဘတ်တယ်မှာငါတို့တာဝါတယ်ဆိုတာအဲ့လက်ပီတကောင်ရင်ရှောသွားလို့ဒီလားအဲ့လိုအင်အားမမျှတဲ့အချိန်မှာထုပါနောက်နေတာဟုတ်ပါတန်ဖောင်2 man Skyfall မပါလာဘူးအဲ့ဒါကိုရှောင်နေတာလို့တိုင်ငါတို့ဘက်ကကောင်တွေကခေါင်းတွေပါပြန်ခေါက်တယ် Fanny နေနဲ့ပေါ်လမ်းမှာဖျာခင်းနေတာရတယ်တိုင်လိုချင်တာမဲကာပဲတိုင်မင်းကမင်းဘယ်လန်းရအဆင်ပြေတယ်ဟေးဟေးဟူးရာအေးစေးတန်သွားပြီ first one တန်သွားပြီမေဂါ2လမ်းနီးပါးလောက်ကိုရလိုက်တာအပေါ်လမ်းမှာလည်းတော်တော်သွေးနေွားလို့အောက်လမ်းမှာလည်းမေဂါ2လမ်းတော်တော်ကြီးသွေးနေနေတဲ့အနေထားဆိုတော့ဒါကျွန်တော် YG တော့ကတော့ဒီလောကတော့တော်တော်ကြီးအဖိုးတန်ခဲ့တဲ့လောလို့ပဲပြောရမယ်ဗျာငါတို့စိုက်လေးနေရမှာနော် BGD လို့မဖြစ်ဖို့ပဲเนาะအဲ့မလဲ Kyrie ကောင်းခေါက်ခံရတယ် Blessing ကျူတယ် Dispersion Rotation damage ကလောက်နဲ့မြည်နေတယ် Kyrie တန်းပြတ်သွားနေပြီးတော့နှစ်ကောင်တော့ Skyline တကောင်မှထပ်တင်မယ်ဆိုရင်တော့တန်းအဲ့လိုရောက်အောင်မှာအဲ့နေဟာ Skyline မသေးပါဘူးဆိုပေမဲ့လည်းတစ်ဖက်မှာလက်ပီလေးတကောင်တော့ Fanny cable လေးတွေဆွဲပြီးတော့ရအောင်ဖြတ်ချဝိုင်းတယ် step ပါပြစ်ချဝိုင်းနေတာတခုမှ Iroke 3ကောင်မြန်မာအသင်း
ပိုင်ဆိုင်ခင်နဲ့ပဲမေဂါ3လမ်းလုံးမှာရရှိတော့မှာပဲဖြစ်ပါတယ်အလေလမ်းမှာနောက်ထပ်မေဂါတစ်လမ်းတော့ခရီးရုပ်လေးနဲ့ထပ်တက်ဖို့လုံနေနေတော့ခရစ်စတက်သလုံးတွေပါပြေးရမလားခရီးတွေဝင်လာနေပြီတန်းမလားတိုက်တို့တန်းမလားကလောက်တန်းနေပြီခရီးတွေပါရောနည်းနည်းလေးတော့ပြန်တော့စောင့်နေရတယ်ဆိုပေမဲ့ Skylar တကောင်ပါတန်းသွားနေပြီကြီး YG ကျော်ရမြမအသင်းအနိုင်ရရှိခဲ့ပြီဗျာတကယ်ကောင်းပါတယ်ဟာ Oh my god အဲ့ဒါလား on နေလို့မေးလာအောင်ဟောင်းရင် Oh my god only indo တော့ကျွန်တော်ဘတ်ဆောင်ဝမ်းမှာအကောင်းမွန်ဆုံး performance တွေနဲ့ my god YG မြန်မာအသင်းအနိုင်ရရှိခဲ့ပါပြီခင်ဗျာရင်းရဲဆို